ဟိုးရှိရှိတုန်းကပေါ့ရွာငယ်လေးတစ်ရွာမှာအလွန်ကြောက်စရာကောင်းပြီးသပင်ဖားလျားနဲ့မိန်းမတစ်ယောက်အကြောင်းကိုပုံပြင်လေးအဖြစ်တင်ဆက်ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။အမလီနော်ဘသူကြီးပါလေ။အဲ့ဆိုပုံပြင်လေးစလိုက်ကြရအောင်ရှင်။ညံဦးရန်ဤအမှောင်ထုသည်ညောင်ပင်သာရွာကလေးကိုလွှမ်းမိုးထားသည်။ရွာအပြင်ဘက်ရှိတုတ်တန်ဟောင်းကြီးစီမှတိုက်ခတ်လာသောလေသည်ရိုးရိုးလေမဟုတ်ပဲပုတ်စော်နန်းနန်းအေးတဲ့တစ်ခုကိုတဲဆောင်လာသည်ရွာသားအားလုံးအိမ်တကားတွေကိုအလုံးပိတ်ပြီးအိတ်ဆက်နေကြတော့လေကြော်စွာတယောက်ကတော့ထမီးမစားနိုင်ဟင်းမစားနိုင်ဖြစ်နေသည်သူ့ရဲ့ညမငယ်လေးနှီးနှုသည်လွန်ခဲ့သော3 ရက်ကလေးကအကြောင်းရင်းမရှိတတိလစ်မိမျောနေသည်ဆရာဝန်ဆရာယုံအစုံပြတော့လေဘာမှမထူးကြနောက်ဆုံးတွင်ရွာဦးเจ้าကဆရာတော်ကမိန်ကြားလိုက်သည်မှာဒီကလေးမလေးရဲ့ဝိညာဉ်ကိုတုတ်တန်ဆောင်ကဖမ်းထားတာမိုးမလင်းခင်တခုခုမလုံနိုင်ရင်ဝိညာဉ်ကပြန်လာတော့မှာမဟုတ်ဘူးကြော်စွာသည်ကြောက်စိတ်ကိုဘေးဖယ်ကဓားတလက်ကိုခါကြားထိုးအမွှေးတိုင်တစ်ထုပ်ကိုကင်ပြီးတုတ်တန်ဟောင်းကြီးစီသို့ထွက်လာခဲ့သည်တုတ်တန်ပေါဝါသို့ရောက်သည်နှင့်လေတို့ကပုံမူလေးလံလာသည်အမောင်ထဲတွင်ဖြူဖြော်ဖြော့အရိပ်တစ်ခုကလှုပ်ရှားနေသလိုဘသူလဲကြော်စွာအတန်ကတုံ့ရီနေသည်ဘာအတန်မှပြန်မကြားရတော့လဲအနောက်ဘက်မှတစုံတစ်ယောက်ကစိုက်ကြည့်နေတဲ့ကဲ့သို့ခံစားချက်ကြောင့်ကြော်စွာနောက်သို့လှည့်ကြည့်လိုက်သည်ထိုစဉ်တုတ်တန်တွင်ရှိညောင်ပင်အိုကြီးဤကိုင်းဖျားမှတဟားဟားရေတံကြီးတစ်ခုထွက်ပေါ်လာသည်ထိုအတန်သည်မိန်းမတဦးဤအတန်ဖြစ်တော်လေအလွန်ပင်အရှားပြီးကြောက်မက်ဖွယ်ကောင်းလာသည်ကြော်စွာအပေါ်သို့မော့ကြည့်လိုက်မိစဉ်မြင်လိုက်ရသည့်မြင်ကွင်းကြောင့်သူ၏ပြစ်မတက်ဖြစ်သွားရသည်ညောင်ကိုင်းပေါ်တွင်ထိုင်နေသည်မှာအဝတ်စားဖြူဖြူဖွေးဖွေးစပင်ဖားလျားနှင့်မိန်းမတူသူမ၏မျက်နာကလာပြေဝံကဲ့သို့ဖြူဖြော့နေပြီးမျက်လုံးများကတော့သွေးရောင်ကဲ့သို့ရေးရေးတောက်နေသည်သူမ၏ပခုံးပေါ်တွင်ကြီးမားလာသောလွေအိတ်ကြီးတစ်လုံးကိုလွေထားသည်ကြော်စွာတူတူလေးရေရွက်လိုက်မိသည်မဖေးဝါကညောင်ကိုင်းပေါ်မှငှက်ချက်ကောင်လိုပေါ်ပါစွာဆင်းသက်လာပြီးကြော်စွာရှိတဲ့တဲ့တွင်ရက်လိုက်သည်သူမစီမှထွက်ပေါ်လာသောအနက်မှာအလောင်းပုံနှံ့နဲ့ပန်းနှံ့သာနဲ့ရောရှက်နေသလိုပင်ငါနေမီတဲ့ကိုညနဲ့တန်းကောင်ခြေလန်းရဲတဲ့လူသားမင်းတီချင်နေတာလားမဖေးဝါကအီးဆက်ဆက်အတန်နဲ့မီးလိုက်သည်ကျွန်တော်ညီမလေးကိုကေးချင်လို့ပါကြီးစုပြုပြီးသူ့ဝိညာဉ်ကိုပြန်လွှတ်ပေးပါဗျာမဖေးဝါကသွေးအေးစွာပြုံးလိုက်ပြီးသူမလွဲထားသောအိတ်ကြီးကိုဖွင့်ပြလိုက်သည်အိတ်ထဲတွင်ဝင်းလက်နေသောအလင်းတန်းလေးများစွာရှိနေပြီးထိုထဲမှတစ်ခုမှနှင်းနူး၏ဝိညာဉ်ဖြစ်ကြောင်းကြော်စွာသိလိုက်သည်ပြန်ပြီးလို့တော့ရပါတယ်ဒါပေမဲ့အလေးလို့ရမယ်မင်းရဲ့အသက်ကိုငါစီအပေါင်ထားရေးလားကြော်စွာတုံဆိုင်မနေပြီခေါင်းညှိလိုက်သည်မဖေးဝါကရေမိုးရင်သူမ၏လက်သေးရှိကြီးများဖြင့်ကြော်စွာ၏ရင်ဘတ်ကိုထိလိုက်သည်ထိုစဉ်ယူတီရဲ့တုတ်တန်တစ်ခုလုံးမြင်းကလေးလှုပ်တယ်လို့တုံခါသွားပြီးမဖေးဝါ၏မျက်နှာတွင်ထိတ်လန့်သွားသောအရေးရောင်များပေါ်လာသည်ဟိုကောင်ရောက်လာပြီလားသူမကတုတ်တန်တစ်ခုလုံးမြေလှမ်းမတက်တုံခါသွားပြီးနောက်အမှောင်ထုထဲကနေထွက်ပေါ်လာတာကတော့လူတရက်မကမြင့်မားတဲ့အနက်ရောင်တတဝါကြီးတစ်ကောင်ပါမျက်လုံးတွေကမီးခဲလိုရဲတောက်နေပြီးလက်သေးတွေကဓားမြောင်နေလို့ရှည်လျားလာပါတယ်အဲ့ဒါဟာတခြားသူမဟုတ်ဘဲဝိညာဉ်တွေကိုအတင်းအဓမ္မလိုက်လံစားတောက်လေးရှိတဲ့တိမ်မင်းတမန်ဘလူးပဲဖြစ်ပါတယ်မဖဲဝါမင်းရဲ့အိတ်ထဲကဝိညာဉ်အစ်စ်တွေကိုငါ့ကိုပေးစမ်းဘလူးကြီးရဲ့အတန်ကမီဟဲတန်လိုကြေလောင်လွန်းတာကြောင့်ကြော်စွာနားနှစ်ဖက်ကိုပိတ်ထားရပါတယ်မဖဲဝါကကြောက်ရွံ့ခြင်းမရှိဘဲသူမရဲ့အိတ်ကြီးကိုတင်းဆုပ်ကင်လိုက်ရင်ဒီဝိညာဉ်တွေကငါပိုင်နဲ့ထဲမှာရှိနေတာမင်းနဲ့ဘာမှမဆိုင်လို့အေးဆက်ဆက်ပြန်ပြောလိုက်ပါတယ်ဘလူးကြီးကဒေါသတကြီးနဲ့ကြော်စွာစီကိုခုန်အုပ်လိုက်ပါတယ်ကြော်စွာကြောက်လန့်တကြားမျက်စိမှိတ်လိုက်စင်မှာပဲမဖေးဝါကလေထဲကိုပေါ်ပါစွာခုန်တက်လိုက်ပြီးသူမရဲ့စပင်ရှည်ကြီးတွေကိုအုံပြုကကြော်စွာကိုဘေးကိုဆွဲထုတ်လိုက်ပါတယ်မင်းလူသားတိတ်ချင်းအဲ့ဒီမှာပဲရက်နေလိုက်မဖေးဝါကဟောက်လိုက်ရင်သူမရဲ့လက်ဖွားထဲကနေစိမ်းဖြော့အလင်းတန်းတစ်ခုကိုထုတ်လုပ်ပြီးဘလူးကြီးကိုတိုက်ခိုက်လိုက်ပါတယ်တိုက်ပွဲကပြင်းထန်လွန်းလာပါတယ်
တုတ်တန်တွေကအောက်ကူဟောင်းနေဟာသူတို့ရဲ့တိုက်ခိုက်မှုကြောင့်တစားစီလွင့်ထွက်ကုန်ပါတယ်။ကြော်စွာဟာညောင်ပင်အိုကြီးရဲ့အနောက်မှာပုံနေငနဲ့သူ့ညီမလေးရဲ့ဝိညာဉ်ရှိနေတဲ့အိတ်ကြီးကိုပဲစိုးရိမ်တကြီးကြည့်နေမိပါတယ်။ရုတ်တရက်ဘလူးကြီးကပရိရဲသုံးပြီးမဖဲဝါကိုမြေပြင်ပေါ်ရိုက်ချလိုက်ပါတယ်။မဖဲဝါလဲကျသွားတဲ့အချိန်မှာဘလူးကြီးကသူမရဲ့ပခုံးပေါ်ကအိတ်ကြီးကိုအတင်းဆွဲလူပါတော့တယ်။မလုံးနဲ့ကြော်စွာအော်ဟိရင်ခါးကြကဓားကိုဆွဲထုတ်ကဘလူးကြီးရဲ့ခြေထောက်ကိုပြေးထိုးလိုက်ပါတယ်။ဒါပေမဲ့လူသားတစ်ယောက်ရဲ့အင်အားကဘာမှမပြောဘလောက်ပါဘူး။ဘလူးကြီးကကြော်စွာကိုလက်နောက်ပြန်နဲ့ရိုက်ထုတ်လိုက်ရကြော်စွာအဝီးကိုလွင့်စင်သွားပြီးတစ်ပင်တစ်ပင်နဲ့ဆောက်ကတတိလစ်မလို့ဖြစ်သွားပါတယ်။မဖဲဝါဟာဒဏ်ရာရထားတဲ့ခြားကနေပြန်ထလာပြီးသူမရဲ့ဝိညာဉ်စွမ်းအားကိုအကုန်သုံးကဘလူးကြီးကိုတုတ်တန်အပြင်ဘက်ရောက်အောင်တွန်းထုတ်လိုက်နိုင်ပါတယ်။ဒါပေမဲ့သူမကိုယ်တိုင်လည်းအားအင်ကုန်ခန်းပြီးမြေပြင်ပေါ်ဒူးထောက်ကျသွားပါတယ်။ကြော်စွာအားယူပြီးမဖဲဝါနာကိုတုံတုံရင်ရင်နဲ့ကတ်သွားပါတယ်။အဆင်ပြေရဲ့လားမဖဲဝါကအသက်ကိုပြင်းပြင်းရှူရင်းကြော်စွာကိုစိုက်ကြည့်လိုက်ပါတယ်။သူမရဲ့မျက်လုံးတွေထဲမှာအရင်ကလိုရက်စက်မှုတွေထပ်နာကျင်မှုကိုမြင်နေရပါတယ်။ သူခဏပဲစုတ်ခွာသွားတာမိုးမလင်းခင်သူပြန်လာလိမ့်မယ်အဲ့ဒီအချိန်ကျရင်ငါမှသူ့ကိုရှင်နိုင်တဲ့အင်အားရှိတော့မှာမဟုတ်ဘူးမဖဲဝါကပြောရင်းသူမရဲ့ဝတ်စုံဖြူဖြူပေါ်မှာသွေးလိုရဲနေတဲ့ဒဏ်ရာတစ်ခုကိုပြလိုက်ပါတယ်ကျွန်တော်ဘာလုပ်ပေးရမလဲညီမလေးကိုကေဖို့ဆိုရင်ဘာမဆိုလုပ်ပါမယ်မဖဲဝါကတုတ်တန်ရဲ့အမောင်ဆုံးအနောက်ဘက်အရက်ကိုလက်ညှိုးညွန်ပြလိုက်ပါတယ်အဲ့ဒီမှာတီသူရီရဲ့အသက်သွေးနဲ့ပေါက်နေတဲ့သွေးပန်းပွင့်တပွင့်ရှိတယ်အဲ့ဒီပန်းကိုမိုးမလင်းခင်ငါစီခူးလာပေးနိုင်ရင်ငါတန်ရပျောက်ကင်းမယ်အဲ့ဒီအခါကျမှမင်းညီမကိုငါပြန်ပေးနိုင်မယ်ကြောစွာကအနောက်ဘက်ကိုကြည့်လိုက်ပါတယ်ထိုနေရာကတုတ်တန်ရဲ့အကြောက်ရဆုံးအပိုင်းဖြစ်တဲ့လူတီကုန်းဖြစ်ပါတယ်ဒါပေမဲ့တတိထားပါလူသားအဲ့ဒီလမ်းမှာမင်းမြင်ရသမျှဟာအမှန်နေမဟုတ်ဘူးဘလို့အတန်ကြားကြားနောက်ကိုလှည့်မကြည့်နဲ့လှည့်ကြည့်လိုက်တာနဲ့မင်းရဲ့ဝိညာဉ်ပါအဲ့ဒီမှာထာဝရကြံရိတ်ခဲ့လိမ့်မယ်ကြောစွာမြူချရခတ်တဲ့တတွေးကိုတစ်ချက်မြူလိုက်ရင်အမောင်ထုတဲ့ကိုခြိလန်းလိုက်ပါတယ်သူ့နောက်ကိုလှည့်မကြည့်ပဲရှောက်သွားနေတော့မှပဲသူ့နောက်ကနေရင်းနှီးလို့နဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်အကိုကြီးသမီးကိုထားခဲ့တော့မလို့လားအဲ့ဒါဟာသူ့ညီမလေးနှင်းနုရဲ့အတန်ပါပဲအကိုကြီးသမီးကြောက်တယ်သမီးစီပြန်လာခဲ့ပါဦးနှင်းနုရဲ့အတန်လေးကကြော်စွာကြောဘက်တဲ့တဲ့ကနေထွက်ပေါ်လာတာပါတိတ်ကိုတနာစရာကောင်းပြီးတုံရီနေတဲ့အတန်လေးကြောင့်ကြော်စွာခြေလန်းနေတုံကနေရက်သွားပါတယ်သူဟာညီမလေးကိုအသက်ထက်ချစ်တဲ့သူမို့ညီမလေးလို့ခေါ်ပြီးနောက်ကိုလှည့်ကြည့်ဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမဖဲဝါရဲ့တတိပေးစကားကနားထဲမှာပဲ့တင်ထပ်သွားပါတယ်ဘလို့အတန်ကြားကြားနောက်ကိုလှည့်မကြည့်နဲ့လှည့်ကြည့်လိုက်တာနဲ့မင်းရဲ့ဝိညာဉ်ပါအဲ့ဒီမှာထာဝရကြံရိတ်ခဲ့လိမ့်မယ်ကြော်စွာသွားကိုတင်းတင်းကြိတ်လက်သီးကိုကြစ်ကြစ်ပေါင်ဆုပ်လိုက်ပါတယ်ဒါဟာဝိညာဉ်တွေရဲ့လှည့်စားမှုပဲဆိုတာသူသိလိုက်ပြီဒါငါညမမဟုတ်ဘူးဒါငါညမမဟုတ်ဘူးလို့စိတ်ထဲကနေထက်ခါတလဲလဲရွတ်ဆိုရင်ရှီကိုပဲဆက်လျှောက်ပါတယ်သူ့နောက်ကအတန်တွေကပူပြီးကြေလောင်လာပါတယ်ရှိုက်ကြီးတငယ်ငူတန်တွေအကူအညီတောင်းတန်တွေဟာတယောက်ပြီးတယောက်ပြောင်းလဲလာပြီးနောက်ဆုံးမှာတော့ကြောက်မဖွေကောင်းတဲ့အိုဟိရေမောတန်ကြီးတွေဖြစ်ပြောင်းလဲသွားပါတယ်လီထူကလည်းအီးဆက်လာပြီးတစုံတယောက်ကသူ့ပခုံးပေါ်ကိုလက်အီးကြီးနဲ့လာတင်လိုက်တယ်လို့ခံစားလိုက်ရပါတယ်ကြောစွာအသက်ရှူအောင်ထားပြီးမျက်စိမှိတ်ရှီကိုတိုးဝင်လိုက်တဲ့အခါမှာတော့ရုတ်တရက်အတန်တွေအကုန်တိတ်သွားပါတယ်သူရောက်နေတာကတော့တုတ်တန်ရဲ့အစုံဆုံးကလူသေးကုန်းပါပဲထူးဆန်းတာကအဲ့ဒီနေရာမှာမျက်ပင်တပင်တောင်မပေါက်ပဲမြေကြီးကနီညိုရောင်တန်းနေပါတယ်ထိုမြေကုန်းရဲ့အလေတက်တဲ့မှာတော့နီရဲတောက်ပနေတဲ့ပန်းတပွန်းဟာအမှောင်ထဲမှာသွေးလိုရေးရေးတောက်နေတာကိုတွေ့လိုက်ရပါတယ်ဒါသွေးပန်းပွန်းပဲကြော်စွာအပြေးအလွှားသွားပြီးပန်းကိုခူးလိုက်ပါတယ်ပန်းကိုထိလိုက်တဲ့ခဏမှာပဲကြော်စွာခန္ဓာကိုယ်ထဲကိုအီးဆက်တဲ့လျှက်စစ်စီးကြောင်တစ်ခုဖြတ်ပြေးသွားသလိုခံစားလိုက်ရပြီးသူ့မျက်စိထဲမှာမြင်ကွင်းအချို့ဖြတ်ခနဲပေါ်လာပါတယ်အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမြင်ကွင်းတစ်ခုပါမ
မိမဖြူလေးတယောက်ကိုလူတစုကဝိုင်းဝန်းညှဉ်းပန်းနှိပ်စက်ပြီးဒီတုတ်တန်ထဲမှာအရှင်လက်လက်မြေမြုပ်တပ်ပစ်ခဲ့ကြတဲ့မြင်ကွင်းထိုမိမဖြူလေးရဲ့မျက်နှာဟာအခုသူတွေးခဲ့တဲ့မာဖဲဝါရဲ့မျက်နှာနဲ့ထပ်တူပါပဲမာဖဲဝါမင်းဒီလောက်တောင်နာကျင်ခဲ့ရတာလားကြော်စွာတီးတိုးရီရွမိရင်စိတ်မကောင်းဖြစ်သွားပါတယ်ကြော်စွာပန်းကိုကင်ပြီးမာဖဲဝါရှိရာစီကိုအမြန်ဆုံးပြန်ပြေးလာခဲ့ပါတယ်တုတ်တန်အလေကိုရောက်တဲ့အခါမာဖဲဝါဟာဒဏ်ရာတွေနဲ့လေးကျနေတာကိုတွေ့ရပါတယ်သူမရဲ့အနားမှာတော့တီမင်းတမန်ဘလူးဟာတဟားဟားရေမောရင်သူမရဲ့ဝိညာဉ်အိတ်ကိုလူယူဖို့လက်ကိုစန့်တန်းနေပါပြီနေအောင်ဒီမှာပန်းရပြီကြော်စွာအားကိုအော်ဟစ်လိုက်ပါတယ်ဘလူးကြီးကဒေါသတကြီးလှဲ့ကြည့်လိုက်တဲ့အချိန်မှာကြော်စွာကသွေးပန်းပွင့်ကိုမဖဲဝါစီကိုပစ်ပေးလိုက်ပါတယ်မဖဲဝါကလေထဲမှာတင်ပန်းကိုဖမ်းဆုပ်လိုက်ပြီးသူမရဲ့ရင်ဘက်ကဒဏ်ရာပေါ်ကိုကတ်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲသွေးပန်းပွင့်ကနေရဲရဲတောက်အလင်းတန်းတွေထွက်ပေါ်လာပြီးမဖဲဝါရဲ့ခန္ဓာကိုယ်ဟာအရင်ကထက်10ဆမကကြီးမားတဲ့စွမ်းအားတွေပြည့်လျံလာပါတယ်သူမရဲ့စပင်းတွေဟာမွေတွေလိုလှုပ်ရှားလာပြီးမျက်လုံးတွေကလည်းမီးတောင်ပေါက်ကွဲတော့မလို့ညီရဲလာပါတယ်ကတိကတော့ကတိပဲလူသားမဖဲဝါကကြော်စွာကိုတစ်ချက်ကြည့်ပြီးနောက်ဘလူးကြီးဘက်ကိုလှည့်လိုက်ပါတယ်အခုတော့ငါနေမြေထဲကိုကျူးကျော်တဲ့အဖိုးအခါကိုပေးရမယ်အချိန်ရောက်ပြီမဖဲဝါကလက်ကိုဆန့်လိုက်တဲ့အခါတုတ်တန်ထဲကတစ်ပင်အမြင့်တွေဟာမြေကြီးထဲကနေယုံထွက်လာပြီးဘလူးကြီးရဲ့ခြေထောက်တွေကိုရစ်ပတ်ဖမ်းဆီးလိုက်ပါတော့တယ်ဒါပေမဲ့ဘလူးကြီးကလည်းအရှုံးမပေးပဲသူ့ရဲ့ပါးစပ်ထဲကနေအနှစ်ရောင်အခိုးအငွေ့တွေကိုမှုတ်ထုတ်လိုက်ရာမဖေးဝါရဲ့အလင်းတန်းတွေမှီးမုံသွားပါတယ်မင်းတယောက်ထဲမဟုတ်ဘူးမဖေးဝါငါနောက်မှာဘသူရှိလဲဆိုတာမင်းမသိသေးဘူးဘလူးကြီးကကျွန်းဝါလိုက်ပါတယ်ထို့စဉ်ရွာဘက်ကနေထူဆန်းတဲ့အုံမောင်းခောက်တန်းတွေနဲ့အတူလူအုပ်ကြီးရဲ့အိုဟစ်တန်းတွေထွက်ပေါ်လာပါတယ်ရွာသားတွေဟာလက်ထဲမှာမီးတုပ်တွေကင်ပြီးတုတ်တန်စီကိုဦးတီလာနေကြတာပါသူတို့ကိုဦးဆောင်လာသူကတော့ရွာကလူအများကြောက်ရွံ့ကြတဲ့စုံးမကြီးဒေါ်မြိန်ပဲဖြစ်ပါတယ်။ကြော်စွာထိတ်လန့်သွားပါတယ်။ရွာသားတွေကဘာလို့ဒီအချိန်ကြီးတုတ်တန်ကိုလာကြတာလဲ။မဖေးဝါရဲ့ဂတိကိုရောတီးပါဦးမလား။တုတ်တန်အဝါစီကနေတရိပ်ရိပ်တက်လာတဲ့မီးတုပ်ရောင်တွေကြောင့်တတုတ်တန်လုံးမြင်ရဲလင်းထိန်သွားပါတယ်။မီးဖဲဝါကိုတိုက်ထုတ်ကြဒီမိတ်ဆာမကြောင့်ငါတို့ရွာပျက်စီးတော့မယ်ဆိုတဲ့စုံမကြီးဒေါ်မြိုင်ရဲ့အတန်ကလေထဲမှာဟိန်းထွက်နေပါတယ်ကြော်စွာအံ့ဩပနန်းဖြစ်သွားပါတယ်ဒေါ်မြိုင်ရွာသားတွေကိုဘာတွေလျှောက်ပြောထားတာလဲမဖေးဝါကတော့ဒေါသတကြီးနဲ့မြေပြင်ပေါ်ကိုဆင်းသက်လိုက်ပါတယ်လူသားတွေမင်းတို့တီတွင်းကိုမင်းတို့လာတိုးတာပဲသူမရဲ့လက်သေးတွေကပိုပြီးရှည်ထွက်လာပါတယ်နေပါအောင်မဖေးဝါခဏလေးကြော်စွာကကြားကနေတားလိုက်ပြီးရွာသားတွေစီပြေးသွားပါတယ်လူကြီးမင်းတို့အားလုံးအထင်မှားနေကြပြီမဖေးဝါကကျွန်တော်ညီမလေးကိုကယ်ပေးဖို့စူးစမ်းနေတာပါဒါပေမဲ့ရွာသားတွေကကြော်စွာစကားကိုနားမဝင်တော့ပါဘူးဒေါ်မြိုင်ကကြော်စွာကိုစူးစူးဝါးဝါစိုက်ကြည့်ရင်ကြော်စွာနင့်ကိုမဖေးဝါကပြုတ်စားထားပြီကြည်စမ်းသူ့လွယ်ထားတဲ့အိတ်ထဲမှာရွာကခလီးတွေရဲ့ဝိညာဉ်ကိုဖမ်းထားတာအဲ့ဒီအိတ်ကိုဖြတ်စည်းဖြစ်မှာညောင်ပင်သားရွာအေးချမ်းမယ်လို့တွေးထိုးပေးလိုက်ပါတယ်တကယ်တမ်းတော့ဒေါ်မြိုင်ကသူမရဲ့အောက်လန်းပညာပုံမူထပ်မြက်ဖို့အတွက်မဖေးဝါရဲ့ဝိညာဉ်အိတ်ထဲကစွမ်းအားတွေကိုလိုချင်နေတာပါသူမဟာဘလူးကြီးနဲ့တိတ်တဆိတ်လက်ဝါးချင်းရိုက်ပြီးဒီညကိုဖန်တီးခဲ့တာဖြစ်ပါတယ်မီးရှို့ကြစမ်းဒေါ်မြိုင်ရဲ့အမိတ်ပေးတန်အဆုံးမှာရွာသားတွေကမဖဲဝါရှိရာညောင်ပင်ကြီးစီကိုမီးတုပ်တင်နဲ့ပြစ်ပေါက်ကြပါတယ်တုတ်တန်တွေကခြောက်သွေ့နေတဲ့တစ်ရွက်တွေကနေတဆင့်မီးတောက်တွေကဝါမျိုးလာပါတယ်နမောတတ္တဒေါ်မြိုင်ကလက်ထဲကပတိကိုကင်ပြီးဂါထာတွေရွတ်ဆိုလိုက်တဲ့အခါမဖဲဝါဟာခေါင်းကိုကင်ပြီးမြေပြင်ပေါ်မှာလူးလိမ်နေပါတော့တယ်စုံးမကြီးရဲ့အင်းဝိစာအတက်ကမဖဲဝါရဲ့စွမ်းအားတွေကိုချုပ်နှောင်ထားလိုက်တာပါမဖဲဝါကြော်စွာပြေးကူဖို့လုပ်ပေမဲ့ဘလူးကြီးကသူ့ရှိမှပိတ်ရက်လိုက်ပါတယ်ဝိညာဉ်အိတ်ကိုငါလက်ထဲပြီးဒါဆိုရင်မင်းညမကိုအရှင်လွတ်ပြီးမယ်ဒေါ်မြိုင်ကမဖဲဝါနာကတ်သွားပြီးတီးတိုးပြောလိုက်ပါတယ်မဖဲဝါကနာကျင်နေတဲ့ခြားကနေဒေါ်မြိုင်ကိုစိုက်ကြည့်ပြီးငါအိတ်ကိုမင်းလိုမိတ်ဆာလက်ထဲ
ဘယ်တော့မှအရောက်မခံဘူးလို့အော်ဟစ်လိုက်ပါတယ်ထိုစဉ်မှာပဲမတ်ဖေးဝါရဲ့ဝိညာဉ်အိတ်ထဲကနေထူးဆန်းတဲ့တုံခါမှုတစ်ခုဖြစ်ပေါ်လာပါတယ်အိတ်ထဲမှာရှိနေတဲ့နှင်းနုရဲ့ဝိညာဉ်ကနေအလင်းတန်းတစ်ခုထွက်ပေါ်လာပြီးဒေါ်မြန်ရဲ့ဂါထာတွေကိုဖျက်တောက်လိုက်ပါတယ်ဖြူစင်တဲ့ဝိညာဉ်ရဲ့စွမ်းအားကအောက်လန်းပညာကိုခိတ္တတုံ့ပြန်လိုက်တာပါမတ်ဖေးဝါအခွင့်အရေးကိုအမိအယဖမ်းပြီးတူမရဲ့စပင်တွေကိုကြော်စွာစီလွှတ်လိုက်ပါတယ်ကြော်စွာအိတ်ကိုယူပြီးရွာဦးเจ้าစီပြေးတော့ငါဒီမှာအကုန်လုံးကိုတားထားမယ်ကျော်စွာဟာမတ်ဖီးဝါပစ်ပေးလိုက်တဲ့အိတ်ကြီးကိုပွိပိုက်ပြီးမီးတောက်တွေကြားထဲကနေယုံထွက်ပြေးရပါတယ်။တူနောက်မှာတော့ဒေါ်မြိုင်ရဲ့အမိန့်ကြောင့်ရွာသားအချို့နဲ့ဘလူးကြီးကထက်ကြက်မကွာလိုက်လာပါတော့တယ်။ဟေ့အောင်ရက်စမ်းကျော်စွာတုတ်တန်အပြင်ဘက်တောအုပ်ထဲကိုပြေးဝင်သွားပါတယ်။ဒါပေမဲ့သူမတိလိုက်တာကတော့သူပွိပိုက်ထားတဲ့အိတ်ထဲမှာနှင်းနုရဲ့ဝိညာဉ်တင်မကပဲအခြားကြောက်မက်ဖွယ်ကောင်းတဲ့အမောင်ဝိညာဉ်တစ်ခုပါရောပါသွားတာပဲဖြစ်ပါတယ်။ကျော်စွာသည်ရင်ဘတ်ထဲတွင်ပွေ့ပိုက်ထားသောအိတ်ကြီးကိုတင်းတင်းဆုပ်ကိုင်ရင်းတောအုပ်နှက်ထဲသို့အသက်လွတ်ပြေးနေရသည်သူ့နှုတ်တွင်တော့ရွာသားများ၏မီးတုပ်ရောင်များနှင့်ဘလူးကြီးဟိန်းဟောက်တံများကကက်လျက်ပါလာသည်ចောင်းတော်ကိုရောက်မှဖြစ်မယ်ဆရာတော်ရှိရင်အားလုံးအဆင်ပြေသွားမှာပါဟုကျော်စွာစိတ်ထဲကအားတင်းထားသည်သို့တော်ရုတ်တရက်ကျော်စွာပွေ့ထားသောအိတ်ကြီးကပူနွေးလာပြီးလက်ထဲမှယုံထွက်နေသလိုခံစားလိုက်ရသည်အိတ်ထဲမှနှင်းနူ၏ตาရသောအလင်းတန်လေးများအစားအမဲရောင်အခိုးအငွေများစိမ့်ထွက်လာသည်ဝုန်းခွန်အားပြင်းလာသောတွန်းကန်မှုတစ်ခုကြောင့်ကြော်စွာမြေပြင်ပေါ်သို့လွင့်စင်သွားပြီးအိတ်ကြီးသည်လည်းမြေပေါ်သို့ကျသွားသည်ထို့အချိန်တွင်အိတ်၏အဝပွင့်သွားပြီးအတွင်းမှဖြူစင်သောဝိညာဉ်အလင်းတန်လေးများလွတ်ထွက်သွားသလိုအလွန်အေးစလာသောအနက်ရောင်အရိပ်ကြီးတစ်ခုကလည်းယုံထွက်လာသည်ထို့အရေးသည်လူတထံဖြစ်တော်လဲမျက်နာမပါဘဲအမောင်ထုတတ်တတ်ဖြင့်ဖွဲ့စည်းထားသလိုပင်၎င်းမှာမဖဲဝါနှစ်ပေါင်းများစွာထိန်းချုပ်ထားခဲ့ရသည့်ကတ်ဆိုးဝိညာဉ်ဖြစ်သည်ဤဝိညာဉ်သည်လူသားတို့၏ဒေါသနှင့်အာဃာတများကိုစားသုံးပြီးကြီးထွားလာသူဖြစ်သည်ဟာဟာထိုအမောင်ရိပ်ကြီးကကြော်စွာကိုကြည့်ပြီးလှောင်ရည်လိုက်သည်ကြော်စွာသည်ကြောက်လန့်တကြားဖြင့်နောက်သို့ဆုတ်လိုက်စဉ်ကြော်စွာမင်းဘာလုပ်တိုက်တာလဲမဖေးဝါရောက်လာသည်သူမ၏အဝတ်အစားများမှမီးလောင်ရများနှင့်စုပ်ပြတ်နေပြီးဒဏ်ရာများမှလည်းသွေးစိမ့်ရှင်ရှင်ထွက်နေသည်သူမသည်အမောင်ရိပ်ကြီးကိုမြင်သည်နှင့်မျက်နှာပြတ်သွားသည်ငါပြောသားပဲဒီအိတ်ကိုဘသူလက်ထဲမှအယောက်မခံပါနဲ့ဆိုတာအခုတော့အစိုးဆုံးဝိညာဉ်လွတ်သွားပြီမဖေးဝါ၏အတန်တွင်စိုးရိမ်စိတ်များပြည့်နှက်နေသည်ထို့စဉ်စုံမကြီးဒေါ်မြိုင်မိရွာသားများတောအုပ်ထဲသို့ရောက်လာကြသည်ဒေါ်မြိုင်သည်အမောင်ရိပ်ကြီးကိုမြင်သည်နှင့်ဝမ်းသာအားရဖြင့်ထားဖေးငါလူချင်းနဲ့စွမ်းအားကထားဖေးအားလုံးဖမ်းကြစမ်းဟုအမိန်ပေးလိုက်သည်ရွာသားများသည်ဒေါ်မြောင်၏ပြူစားမှုကြောင့်မျက်လုံးများหนีရဲနေပြီးမဖဲဝါနှင့်ကြော်စွာစီသို့ဝိုင်းလာကြသည်တစ်ဖက်တွင်လည်းဘလူးကြီးကအမောင်ဝိညာဉ်နှင့်ပေါင်းစည်းရန်ကြိုးစားနေသည်မဖဲဝါသည်ကြော်စွာကိုသူမ၏အနောက်သို့ဆွဲပို့လိုက်ပြီးကြော်စွာအိတ်ထဲမှာနှင်းနုရဲ့ဝိညာဉ်ကြံသေးတယ်ငါဒီကောင်းတွေကိုတားထားမယ်မင်းနှင်းနုကိုခေါ်ပြီးရွာထဲကိုအမြန်ပြီးရွာဦးเจ้าကစီရတော်စီမှာပရိတ်ချီတွားတောင်းခဲ့အဲ့ဒါရှိမှဒီအမောင်ထုကိုပြန်ပိတ်လို့ရမယ်ကြော်စွာသည်ညီမလေးဝိညာဉ်လေးငြိမ်သက်နေသောအိတ်ကိုကောက်ယူကရွာဘက်သို့အပြေးပြန်ခဲ့ရသည်သို့တော်သူရွာထဲသို့ရောက်သွားချိန်တွင်မြင်လိုက်ရသည့်မြင်ကွင်းကြောင့်ခြေလမ်းများရပ်သွားရသည်ရွာကလေးမှာအရင်ကလိုတိတ်ဆိတ်မနေတော့ပဲအိမ်တိုင်း၏တကားများပွင့်နေကရွာသားအားလုံးလမ်းပပေါ်တွင်တတိမရှိသလိုလမ်းလျှောက်နေကြသည်သူတို့အားလုံးသည်စုံမကြီး၏စီခိုင်းမှုဖြင့်တုတ်တန်ဖက်သို့ဦးတည်နေကြခြင်းဖြစ်သည်ကြော်စွာကျောင်းတော်သို့အပြေးသွားတော်လေကျောင်းဝင်းထဲတွင်ဘသူမှမရှိပါစီယာတော်သည်လည်းပျောက်ကွယ်နေသည်ဘသူလဲကြော်စွာတိုးတိုးလေးမိလိုက်သည်ကျောင်းတောင်းကအမှောင်လေးကနေလက်တစ်ဖက်ထွက်လာပြီးကြော်စွာပါဇက်ကိုလှမ်းပိတ်လိုက်သည်ထိုးသူမှတခြားသူမဟုတ်ပေ
ကြော်စွာပါဇက်ကိုပိတ်ပြီးအမောင်နဲ့ဆွဲခေါ်သွားတဲ့လက်ကြီးဟာကြမ်းတမ်းပြီးမဲ့နှွေးထွေးမှုရှိနေပါတယ်။ဖျားစဉ်အနောက်ဖက်ချောင်လေးတဲ့ရောက်မှထိုသူကလက်ကိုလွှတ်ပေးလိုက်ပါတယ်။တူးတိုးနေကြော်စွာငါပါဥပစင်ဝိစာရရဲ့ကပီးရဖိုးတောင်မှာကြော်စွာအသက်ပြင်းပြင်းရှူရင်းကြည့်လိုက်တော့ကျောင်းကကပီးရကြီးဖြစ်နေတာကိုတွေ့ရပါတယ်။ဦးလေးဆရာတော်ရောရွာထဲမှာဘာတွေဖြစ်ကုန်တာလဲရွာသားတွေအားလုံးတတိလွတ်ပြီးတုတ်တန်ဖက်သွားနေကြတယ်။ဖိုးတောင်ကမျက်နှာပြက်ပြက်နဲ့ခေါင်းခပြပါတယ်။ဆရာတော်ကရွာတကြီးအိမ်မှာဆွင်းစားကြွရင်ဒေါ်မြိုင်ရဲ့အောက်လန်းပညာနဲ့ပိတ်ပင်ထားခြင်းခံလိုက်ရတယ်လို့ငါထင်တယ်။အခုရွာထဲမှာဒေါ်မြိုင်ရဲ့အမှောင်လွှမ်းမိုးမှုကအထွတ်အထိပ်ရောက်နေပြီ။မင်းလက်ထဲကအိတ်ကဖားလေ။ကျော်စွာကအိတ်ကိုပြလိုက်ပြီးဒါမဖေးဝါရဲ့အိတ်ပါဦးလေးအထဲမှာကျွန်တော်ညမလေးရဲ့ဝိညာဉ်ရှိတယ်။မဖေးဝါကဆရာတော်စီကပရိတ်ချီသွားတောင်းခိုင်းလိုက်လို့ဖိုးတောင်ကခဏစဉ်းစားပြီးဖျားစင်အောက်ကတစ်တောင်အိုကြီးတစ်လုံးကိုထုတ်လိုက်ပါတယ်။အထဲမှာဆရာတော်တည်င်းသုံးခဲ့တဲ့ကမ္မဝါပရပိုက်နဲ့ရှီဟောင်းပရိတ်ချီနီတစ်ခွေရှိနေပါတယ်။ဒါကိုယူသွားကြော်စွာဒါပေမဲ့တတိထားဒီပရိတ်ချီကစွမ်းအားကြီးတယ်လို့အန်ဒရီယယ်လည်းရှိတယ်။ဒါကိုသုံးဖို့ဆိုရင်မင်းရဲ့စိတ်ကအယမ်းဖြူစင်ဖို့လိုတယ်။မဟုတ်ရင်မင်းကိုယ်တိုင်အမှောင်ဝိညာဉ်ရဲ့ဝါးမျိုးတာခံရလိမ့်မယ်။ကြော်စွာပရိတ်ချီကိုကြစ်ကြစ်ပါအောင်စုပ်ကင်ပြီးတုတ်တန်ဘက်ကိုပြန်ပြေးဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့ကျောင်းတကားဝကိုရောက်တဲ့အခါရွာသားအုပ်စုကြီးကကျောင်းဝင်းထဲကိုဝင်လာနေပါပြီ။သူတို့ရဲ့မျက်လုံးတွေကတောက်ပနေတဲ့မီးခဲတွေလိုပါပဲ။အိတ်ကိုပေးလို့တညီတညွတ်ထဲရွတ်ဆိုရင်ကြောစွာစီကိုတိုးလာကြပါတယ်။ဦးလီကျွန်တော်သူတို့ကိုမတက်ရက်ဘူး။သူတို့ကကျွန်တော်ရွာသားတွေပဲ။ကြောစွာတုံလှုပ်စွာပြောလိုက်ပါတယ်။သူတို့ကရွာသားတွေမဟုတ်တော့ဘူးကြောစွာ။ဒေါ်မြန်ရဲ့အယုတ်တွေဖြစ်ကုန်ပြီ။မင်းသူတို့ကိုကြော်ဖြတ်နိုင်မှမဖီးဝါနဲ့မင်းညမကိုကဲနိုင်မှာကြော်စွာအသက်ကိုပြင်းပြင်းရှူပြီးလက်ထဲကပရိတ်ချီကိုမြုပ်လိုက်ပါတယ်ထိုးစင်မှာပဲပရိတ်ချီကနေရွှေရောင်အလင်းတန်းတွေထွက်ပေါ်လာပြီးရွာသားတွေကိုနောက်ပြန်လွင့်စင်သွားစီပါတယ်ဒါပေမဲ့ရွာသားတွေကချက်ချင်းပြန်ထလာကြပြီးပူပြီးပြင်းထန်တဲ့အရှိနဲ့တိုးဝင်လာပြန်ပါတယ်တဖက်မှာလဲတုတ်တန်ထဲမှာမဖဲဝါဟာအမှောင်ဝိညာဉ်ကြီးရဲ့တိုက်ခိုက်မှုကြောင့်အင်အားကုန်ခန်းနေပါပြီအမှောင်ဝိညာဉ်ကသူမရဲ့လေဘင်းကိုအနက်ရောင်လက်တံကြီးတွေနဲ့ရစ်ပတ်ထားပြီးမင်းရဲ့အချိန်ကုန်ပြီးမဖဲဝါငါလွတ်မြောက်သွားရင်ဒီကဘာကြီးကိုအမှောင်ထုနဲ့ဖုံးလွှမ်းပစ်မယ်လို့ကျုံးဝါလိုက်ပါတယ်မဖဲဝါဟာနာကျင်စွာအော်ဟိရင်တောအုပ်ဘက်ကိုလှမ်းကြည့်နေပါတယ်သူမစောင့်နေတာကကြော်စွာပြန်အလာကိုပါကြော်စွာကျောင်းတော်ကနေလွတ်မြောက်ပြီးတုတ်တန်ကိုအချိန်မီပြန်ရောက်နိုင်ပါမလားဆရာတော်ကိုရောဒေါ်မြတ်ရဲ့လက်ထဲကနေဘသူကကယ်ထုတ်မှာလဲရွာသားအုပ်စုကြီးသည်ကြော်စွာကိုဝိုင်းထားပြီးတဖြည်းဖြည်းနီးကပ်လာသည်သူတို့၏မျက်နှာများမှာလူနဲ့မတူတော့ဘဲကြောက်ရွံ့များကဲ့သို့အေးဆက်တောင့်တင်းနေသည်ဦးလေးဖိုးထောင်ကျွန်တော်ဘလို့လုပ်ရမလဲကြော်စွာအော်မေးလိုက်တော့လေဖိုးထောင်သည်ကျောင်းဝင်းအတွင်းရှိအခြားရွာသားများကိုတားဆီးရင်းလုံးထွေးတပ်ပုတ်နေရသည်ကြော်စွာသည်မျက်စိမိတ်ကလက်ထဲကပရိတ်ချီမီကိုတင်းတင်းဆုပ်ကင်လိုက်သည်မင်းရဲ့စိတ်ကအယမ်းဖြူဖင်ဖို့လိုတယ်ဦးလေးဖိုးထောင်၏စကားကိုပြန်ကြားရောင်ရင်းကြော်စွာသည်သူ့ညမလေးနှင်းနု၏ချစ်စပွဲမျက်နှာလေးကိုသာအာယုံပြုလိုက်သည်ဒေါသကိုဖျောက်ပြီးမေတ္တာစိတ်ကိုရှေ့တန်းတင်လိုက်သည့်အခါလက်ထဲကပရိတ်ချီသည်ပုံမူတောက်ပသောရွှေရောင်အလင်းတန်းများကိုထုတ်လွတ်လာသည်ဖဲကြစမ်းကြော်စွာအော်ဟစ်လိုက်ပြီးရှီသို့တိုးဝင်လိုက်သည်ထူးဆန်းသည်မှာရွာသားများသည်ထိုအလင်းတန်းနှင့်ဖိမိသည်နှင့်လွင့်စင်မသွားဘဲငြိမ်သက်သွားကမြေပြင်ပေါ်သို့အိပ်ပျော်သွားသလိုလေးကျသွားကြသည်ပရိတ်ချီ၏အစွမ်းသည်အမှောင်ပယောဂကိုခိတ္တမြချုပ်ငင်းစေခြင်းဖြစ်သည်
ကြော်စွာသည်လမ်းပွင့်သွားသည်နှင့်တုတ်တန်ဘက်သို့အစွမ်းကုန်ပြေးတော့သည်လမ်းတွင်ခြုံပုံများစူးပင်များကသူ့အသားကိုချစ်မိတော့လဲနာကျင်မှုကိုမခံစားနိုင်တော့တုတ်တန်အဝသို့ရောက်သည်နှင့်မြင်လိုက်ရသည့်မြင်ကွင်းကထိတ်လန့်ဖွယ်ကောင်းလာသည်မဖဲဝါသည်ညောင်ပင်ကြီးအောက်တွင်အနက်ရောင်ဝိညာဉ်ကြီး၏ရစ်ပတ်မှုကိုခံနေရပြီးသူမ၏ခန္ဓာကိုယ်သည်တဖြည်းဖြည်းမှေးမိန်ပျောက်ကွယ်လိုနေပါဖြစ်နေပြီစိုးမကြီးဒေါ်မြိုင်ကတော့အနားတွင်ရက်ကတဟားဟားရေမောနေသည်ကြော်စွာအိတ်ကိုငါစီပြစ်ပေးစမ်းဒေါ်မြိုင်ကအမိန့်ပေးလိုက်သည်မပြီးနိုင်ဘူးကြော်စွာကအော်ဟစ်ပြီးလက်ထဲကပရိချီကိုအနက်ရောင်ဝိညာဉ်ကြီးစီသို့ပြစ်ပေါက်လိုက်သည်ပရိချီသည်လီထဲတွင်ငကားတစ်ကောင်ကဲ့သို့ကွေးဝိုက်သွားပြီးအနက်ရောင်ဝိညာဉ်ကြီးကိုပတ်ချီလိုက်သည်ဝိညာဉ်ကြီးသည်နာကျင်စွာဖြင့်ဥဟုတ်ပြီးမဖဲဝါကိုလွတ်လိုက်ရသည်လှူသားမင်းငါကိုနှောက်ရှက်ရေးတယ်ပေါ့အနက်ရောင်ဝိညာဉ်ကြီးကကြော်စွာစီသို့ရှေ့လာသည်သို့တော့မဖဲဝါသည်အခွင့်ကြီးကိုအမိရဖန်းကကြော်စွာရှိတွင်ကာလတ်လိုက်သည်ကြော်စွာမင်းလုံနိုင်ခဲ့ပြီအခုငါအိတ်ကိုဖွင့်ပြီးနှီးနူးရဲ့ဝိညာဉ်ကိုသူမရဲ့ခန္ဓာကိုယ်စီပြန်ပို့ရမယ်ဒါပေမဲ့မဖဲဝါ၏စကားမဆုံးခင်မှာပင်ဒေါ်မြိုင်ကသူမ၏အောက်လန်းလက်နက်ဖြစ်သောတန်ချုံတစ်ခုကိုမဖဲဝါ၏ကြောပတ်မှနေ၍ထိုးဆိုင်လိုက်သည်အာမဖဲဝါနာကျင်စွာအော်ဟစ်ရင်လဲကျသွားသည်ဘသူကိုမှမကယ်နိုင်စေရဘူးဒေါ်မြိုင်ကကြော်စွာစီသို့ပြေးဝင်လာပြီးအိတ်ကိုလှူယူရန်ကြိုးစားသည်ကြော်စွာသည်ဒဏ်ရာရနေသောမဖဲဝါနှင့်ညမလီ၏ဝိညာဉ်အိတ်ကိုကာကွယ်ရင်းဒေါ်မြိုင်နှင့်လုံးထွေးတပ်ပုတ်ရပါတော့သည်ထိုးစင်မှာပင်တုတ်တန်၏အမှောင်ဆုံးထောင်းမှနေ၍လူရိတ်တစ်ခုထွက်ပေါ်လာသည်ထိုသူမှာရွာသားအလုံးကြောက်ရွံ့နေသည့်တီမင်းတမန်ဘလူးမဟုတ်ပေလုံးဝထင်မှတ်မထားသောသူတဦးဖြစ်နေသည်ဒေါ်မြိုင်၏လက်သေးများကကြော်စွာ၏လေဗင်းကိုညှစ်ရန်အားထုတ်နေစဉ်တုတ်တန်၏အမှောင်တုထဲမှထွက်ပေါ်လာသောလူရိတ်သည်ဖြည်းညင်းစွာရှောက်လှမ်းလာသည်မိတုတ်ရောင်အောက်သို့ရောက်လာသောအခါကြော်စွာရောဒေါ်မြိုင်ပါအံ့ဩလွန်း၍မင်းသက်သွားကြသည်ထို့သူမှာရွာတကြီးဥပထုံဖြစ်နေသည်တကြီးကိုဒေါ်မြိုင်ပြူစားထားတာမဟုတ်ဘူးလားကြော်စွာအံ့ဩတကြီးမေးလိုက်သည်တကြီးဤမျက်နာသည်တည်ငြိမ်နေတော်လဲမျက်လုံးထဲတွင်တော့နောင်တနှင့်ဒေါသတို့ရောရှင်းနေသည်သူသည်ဒေါ်မြိုင်ကိုစိုက်ကြည့်ရင်ဒေါ်မြိုင်မင်းရဲ့လုပ်ရက်တွေရက်တန်းကရက်လိုက်တော့ငါဖိုးပြီးဒီမင်းကလေးမာဖဲဝါအပေါ်ကျူးလွန်ခဲ့တဲ့အမှားဒီအတွက်ငါတို့မိသားစုမျိုးဆက်အလိုက်ပေးဆက်ခဲ့ရတာဝပြီဟုဆိုကလက်ထဲမှာအဝတ်ဖြူနဲ့ထုတ်ထားသောအရာတစ်ခုကိုမြောက်ပြလိုက်သည်အဲ့ဒါဟာမာဖေးဝါဤရှေးဟောင်းယုတ်ကလမှအယူစုအချို့ပင်ဖြစ်သည်ဒါကိုဘလို့လုပ်ပြီးဒေါ်မြိုင်အော်ဟစ်လိုက်သည်သူမသည်ထိုအယိုးကိုတုံးပြီးမဖဲဝါကိုထာဝရကျွံပြုတ်ရန်ကြံစီထားတော်လဲတကြီးကအရင်ဦးအောင်ရှာတွေ့သွားခြင်းဖြစ်သည်မဖဲဝါငါကိုခွင့်လွတ်ပါမင်းရဲ့ဝိညာဉ်ငြိမ်းချမ်းဖို့အတွက်ငါဒီအယိုးတွေကိုမင်းစီပြန်ယူလာပေးတယ်တကြီးကအယိုးထုတ်ကိုလဲချနေသောမဖဲဝါအနားသို့ချပေးလိုက်သည်မဖဲဝါသည်တန်ရာများချမှပင်အယိုးထုတ်ကိုထိလိုက်သည်နဲ့သူမ၏ခန္ဓာကိုယ်မှအလင်းတန်းများပြန်လေတောက်ဖာလာသည်သူမ၏တန်ရာများချက်ချင်းကြောက်ကင်းသွားပြီးစွမ်းအားများပြန်လေပြေဝလာသည်ဥပထုံမင်းရဲ့တတ္တိကိုငါအတိအမှတ်ပြုပါတယ်မဖဲဝါကမတည့်ရက်လိုက်သည်သူမ၏အရှိန်အဝါကတတုတ်တန်လုံးကိုလွှမ်းမိုးသွားသည်တုံမြိုင်သည်အချီနီမဟန်တီကိုတိသဖြင့်အနက်ရောင်ဝိညာဉ်ကြီးကိုစီခိုင်းလိုက်သည်တပ်ပစ်စသူတို့အားလုံးကိုတပ်ပစ်အနက်ရောင်ဝိညာဉ်ကြီးသည်ဟင်းဟောက်ရင်အားလုံးကိုဝါမျိုးရန်ပြေးဝင်လာသည်သူတို့မဖဲဝါသည်သူမ၏လက်နှစ်ဖက်ကိုဖြန့်လိုက်ပြီးငါနေမြေမှာငါဟာဘယင်မပဲအမှောင်တုထဲကလာတဲ့ကောင်အမှောင်တုထဲကိုပဲပြန်သွားစမ်းမဖဲဝါဤလက်ထဲမှထွက်ပေါ်လာသောအပြာရောင်မီးတောင်များသည်
အနက်ရောင်ဝိညာဉ်ကြီးကိုရစ်ပတ်သွားသည်တိုက်ပွဲကပြင်းထန်လွန်းလာသဖြင့်မြေကြီးများအကွဲကုန်သည်ထိုစဉ်မှာပင်ဘလူးကြီးကလည်းဒေါ်မြိုင်ဘက်မှကူညီရန်ရောက်ရှိလာပြန်သည်ကျော်စွာသည်ဤရှုပ်ထွေးနေသောတိုက်ပွဲကြားမှညီမလေး၏ဝိညာဉ်အိတ်ကိုကာကွယ်ရင်းဆရာတော်ညွန်ကြားခဲ့သည့်အတိုင်းဝိညာဉ်ကိုခန္ဓာကိုယ်ထဲပြန်ပို့ရန်နီလန်းရှာရပါတော့သည်ကျော်စွာမင်းညီမရဲ့ရုပ်ကလစီအခုချက်ချင်းသွားငါလမ်းဖွင့်ပေးမယ်မဖဲဝါကအော်ပြောလိုက်သည်ဒါပေမဲ့စုံမကြီးဒေါ်မြိုင်ကကျော်စွာနောက်ကိုဓာတ်တလက်နဲ့ထက်ချက်မကွာလိုက်လာပါတော့သည်နေအသက်ကိုပေးခဲ့စမ်းကျော်စွာစုံမကြီးဒေါ်မြိုင်၏အော်ဟစ်တန်သည်ညစ်နဲ့တန်းကောင်၏လေထုကိုဖြတ်တန်းကာကျော်စွာ၏ကြောဘက်သို့ကပ်လျက်ပါလာသည်ကျော်စွာသည်ညီမလေး၏ဝိညာဉ်အိတ်ကိုရင်ဘတ်တွင်ပိုက်ကာတောလန်းအတိုင်းအိမ်သို့ဥတီပြေးနေရသည်သူ့နောက်တွင်ဒေါ်မြိုင်ကအောက်လန်းပညာဖြင့်ခေါ်ယူထားသောအနက်ရောင်အရိပ်များကလည်းလီထဲတွင်ဝဲပြန်ကာလိုက်ပါလာသည်တစ်ဖက်တွင်လည်းမဖေးဝါသည်ဘလူးကြီးနှင့်အနက်ရောင်ဝိညာဉ်ကြီးကိုတယောက်တည်းရှင်တိုက်နေရသည်သူမ၏စွမ်းအားများပြန်လဲပြီးဝလာတော့လေရန်သူနှစ်ယောက်ကိုတပြိုင်တည်းထိန်းထားရသဖြင့်မောဟိုက်နေပြီဖြစ်သည်ကျော်စွာနောက်ကိုလှည့်မကြည့်နဲ့မြန်သွားမဖေးဝါ၏အတန်ကတုတ်တန်ထဲမှဟင်းထွက်လာသည်ကျော်စွာသည်ရွာထဲသို့ရောက်လာချိန်တွင်အချီနီများမှပုံမူဆိုးရွားနေသည်ကိုတွေ့လိုက်ရသည်သူ့အိမ်ရှိတွင်ရွာသားအချို့ကတုံများဓားများဖြင့်ဝိုင်းထားကြပြီးနှင်းနုလေးရုပ်ကလာရှိရာအခန်းထဲသို့ဝင်ရန်ကြိုးစားနေကြသည်သူတို့အားလုံးသည်ဒေါ်မြိုင်၏ပြုစားခြင်းကိုခံထားရသူများဖြစ်သည်ဖေးကြစမ်းပါဒါကျွန်တော်ညီမလေးပဲဗျာကျော်စွာအော်ဟီရင်လူအုပ်ကြားထဲသို့တိုးဝင်သည်ထိုစဉ်ဒေါ်မြိုင်ရောက်ရှိလာပြီးသူမ၏လက်ထဲမှအစိတ်မှုန့်များကိုကြော်စွာမျက်နာစီသို့ပတ်လိုက်သည်ကြော်စွာမျက်စိများစူးကနေဖြစ်သွားကမြေပြင်ပေါ်သို့ဒူးထောက်ကျသွားသည်ဟာနင့်ညီမရဲ့ဝိညာဉ်ကိုငါ့ကိုပေးစမ်းဒါဆိုရင်နင့်ကိုအသက်ချမ်းသာပေးမယ်ဒေါ်မြိုင်ကကြော်စွာလက်ထဲမှအိတ်ကိုအတင်းလူယူသည်ကြော်စွာသည်မျက်စိမမြင်ရသည့်ကြားမှအိတ်ကိုတင်းတင်းဆုပ်ကင်ထားရင်းစိတ်ထဲကနေမှတ်ဖဲဝါကိုတိုင်တီးလိုက်သည်မှတ်ဖဲဝါကျေးဇူးပြုပြီးကူညီပါရုတ်တရက်ကျော်စွာ၏လက်ထဲမှအိတ်သည်အလွန်အမင်းတောက်ပါလာပြီးဒေါ်မြိုင်ကိုနောက်သို့လွင့်စင်သွားစေသည်ထိုအလင်းတန်းထဲတွင်မှတ်ဖဲဝါ၏ပုံရိပ်ရောင်တစ်ခုပေါ်လာပြီးရွာသားများကိုဟန့်တားလိုက်သည်ကျော်စွာမင်းညမရဲ့နဖူးပေါ်ကိုမင်းရဲ့သွေးတစ်ဆက်ချလိုက်ဒါမှဝိညာဉ်ကခန္ဓာကိုယ်ကိုမှတ်မိမှာမှတ်ဖဲဝါ၏အတန်ကကျော်စွာ၏နားထဲတွင်တိုးတိုးလေးထွက်ပေါ်လာသည်ကျော်စွာသည်ဘေးနားရှိကြောက်ခဲတစ်လုံးဖြင့်သူ့လက်ချောင်းကိုလှီးလိုက်ပြီးသွေးများထွက်လာစီသည်ထို့နောက်စမ်းတဝါဝါဖြင့်အိမ်ထဲသို့ပြေးဝင်ကဂတိမော်တွင်လေးလျောင်းနေသောနှင်းနုလေး၏နဖူးပေါ်သို့သွေးတစ်ဆက်ချလိုက်သည်အကိုကြီးနှင်းနုလေးနှုတ်ခမ်းဖျားမှတိုးညင်းသောခေါ်တန်လေးထွက်ပေါ်လာသည်ကြော်စွာဝမ်းသာလွန်၍မျက်ရည်များကျလာသည်သို့သောဝိညာဉ်ကခန္ဓာကိုယ်ထဲသို့အပြည့်အဝမဝင်နိုင်သေးပါဝိညာဉ်အိတ်ထဲမှနှင်းနု၏ဝိညာဉ်လေးသည်အိမ်အပြင်ဘက်ကဒေါ်မြိုင်၏အောက်လန်းထောင်ချောက်ထဲတွင်ပိတ်မိနေစေဖြစ်သည်ဒေါ်မြိုင်သည်ဒေါသတကြီးဖြင့်အိမ်ထဲသို့ကျူးကျော်ဝင်ရောက်လာကနှင်းနု၏ရုပ်ကလပ်ကိုဖျက်ဆီးရန်ဓားကိုမြှောက်လိုက်သည်မလုံနဲ့ကျော်စွာကနှင်းနုကိုကိုဖြင့်ကာကွယ်လိုက်သည်ဓားသွားကကျော်စွာ၏ပခုံးကိုထိလူဆဲဆဲမှာပင်အိမ်ခေါမိုးပေါ်ကနေဖြူဖွေးသောအဝိအစားနှင့်အမျိုးသမီးတဦးခုန်ဆင်းလာသည်အဲ့ဒါဟာမဖဲဝါပါပဲဒါပေမဲ့သူမရဲ့ပုံစံကအရင်ကလိုကြောက်စရာမကောင်းတော့ပဲထူးခြားတဲ့အရှိန်အဝါတစ်ခုပေါ်ပေါက်နေသည်ဒေါ်မြိုင်မင်းရဲ့နောက်ဆုံးအချိန်ရောက်ပြီမဖဲဝါကဤဆက်စွာပြောလိုက်သည်ဒါပေမဲ့ဒေါ်မြိုင်ကမကြောက်တဲ့အပြင်သူမရဲ့နောက်ွယ်ကအင်အားကြီးပုဂ္ဂိုလ်တဦးကိုခေါ်ထုတ်လိုက်ပါတယ်အဲ့ဒါကတော့ကျော်စွာတို့တရွာလုံးတခါမှမမြင်ဘူးခဲ့တဲ့ဒေါ်မြာ၏လက်ချောင်းများကထူးဆန်းသောအင်းကွက်တစ်ခုကိုလေထဲတွင်ဆွဲလိုက်သောအခါအင်္ဂလိပ်၏ပပတ်လေတွင်မြေကဘာတစ်ခုလုံးတုန်ခါသွားသည်မဖဲဝါ၏မျက်နာသည်ပထမဆုံးအကြိမ်အဖြစ်တင်းမာသွားပြီးနောက်သို့တလှမ်းဆုပ်လိုက်မိသည်အိမ်တကားဝါရှိအမှောင်ထုထဲမှထွက်ပေါ်လာသူမှာဘလူးလည်းမဟုတ်ဝိညာဉ်လည်းမဟုတ်
အသားအရည်မှမီးခိုးရောင်တန်းနေပြီးရှေးဟောင်းစစ်သူကြီးတဦးဤဝတ်စုံကိုဝတ်ဆင်ထားသည့်အနက်ရောင်နတ်မင်းပင်ဖြစ်သည်သူသည်လွန်ခဲ့သောနှစ်ပေါင်းများစွာကဤနေမီကိုအုပ်စိုးခဲ့ပြီးမတရားသဖြင့်တပ်ဖြတ်ခြင်းခံခဲ့ရသောအာဂါတကြီးမားသည့်စစ်ဘရင်တဦးဤဝိညာဉ်ဖြစ်သည်ဒါအာဂါတအရှင်သခင်ပဲမဖဲဝါကတီးတိုးရည်ရွတ်လိုက်သည်မဖဲဝါမင်းကတုတ်တန်တစ်ခုတည်းကိုပဲစောင့်နိုင်တဲ့တာမန်ဝိညာဉ်ပဲငါရဲ့အမှောင်စွမ်းအားကိုမင်းဘလို့မှမရှင်နိုင်ဘူးအနက်ရောင်နတ်မင်းဤအတန်ကအိမ်ထဲတွင်ဟင်းထွက်သွားပြီးအိမ်ရှိအသုံးအဆောင်များတစစီကွဲကြည့်ကုန်သည်ထုံမြိုင်သည်ထိုနတ်မင်းဤချီရင်တွင်ဒူးထောက်လိုက်ပြီးအရှင်သူတို့အားလုံးကိုတတ်ပြီးဝိညာဉ်အိတ်ကိုယူပေးပါဟုကပ်မြောက်ပင်ပြောလိုက်သည်နတ်မင်းကလက်တစ်ဖက်ကိုမြှောက်လိုက်ရုံဖြင့်မဖဲဝါဤခန္ဓာကိုယ်သည်နယံနှိကပ်သွားပြီးလှုပ်ရှား၍မရတော့ပဲဖြစ်သွားသည်ကြော်စွာသည်ညီမလေးကိုကာကွယ်ရင်းတုံရင်နေတော့လေလက်ထဲကပရိတ်ချီနီကိုတော့အလွတ်မပေးခဲ့ပါမင်းလူသားမင်းရဲ့ဖြူစင်တဲ့စိတ်ကငါအတွက်အနှောက်အယှက်ဖြစ်နေတယ်နတ်မင်းကကြော်စွာစီသူဖြီးညင်းစွာရှောက်လာသည်အကူကြီးကြောက်တယ်နင်းနူလေးဝိညာဉ်တန်ကအိတ်ထဲမှငိုရှိုက်ကထွက်ပေါ်လာသည်ထိုချိန်တွင်မဖဲဝါသည်သူမ၏နောက်ဆုံးစွမ်းအားကိုစူးစီးလိုက်သည်သူမ၏စပင်များကရွှေရောင်အစင်းသို့ပြောင်းလဲလာပြီးခန္ဓာကိုယ်မှဖြူစင်သောအလင်းတန်းများပေါက်ကွဲထွက်လာသည်ကြောစွာပရိတ်ချီကိုနတ်မင်းရဲ့ရင်ပတ်တေးတေးကိုပြစ်ပေါက်လိုက်ငါလမ်းဖွင့်ပေးမယ်မဖဲဝါကအော်ဟစ်ရင်နတ်မင်းကိုအတင်းဝင်လုံးသည်ကြော်စွာသည်ဒဏ်ရာရထားသောပခုံးကိုအားတင်းကပရိတ်ချီကိုအစွမ်းကုန်လွှဲပစ်လိုက်သည်သို့တော့ဒုံမြိုင်ကကြားထဲကနေဝင်တားရန်ကြိုးစားသည်ဝုံအိမ်ထဲတွင်အလင်းနှင့်အမှောင်တိုက်ခိုက်မှုကြောင့်ပြင်းထန်သောပုတ်ကွဲမှုတစ်ခုဖြစ်ပွားကတအိမ်လုံးမီးခိုးများဖုံးလွှမ်းသွားသည်မီးခိုးများအနှင်းငယ်ဆေးသွားချိန်တွင်ကြော်စွာမြင်လိုက်ရသည်မှာနတ်မင်းသည်ပျောက်ကွယ်မသွားပဲပရိတ်ချီကိုလက်ဖြင့်ဖမ်းဆုပ်ထားခြင်းပင်ဖြစ်သည်ဒါလေးနဲ့ငါ့ကိုတားလို့ရမယ်ထင်နေလားနတ်မင်းကလှောင်ပြုံးပြုံးလိုက်သည်သို့တော့ကြော်စွာပြုံးလိုက်သည်အเจ้าမှာသူပြစ်လိုက်သည်မှာပရိတ်ချီတစ်ခုတည်းမဟုတ်သောကြောင့်ဖြစ်သည်သူသည်ပရိတ်ချီ၏အဖျားတွင်မဖဲဝါ၏အယိုးကိုပါချီပြီးပြစ်လိုက်ခြင်းဖြစ်သည်နတ်မင်း၏လက်ထဲတွင်ရှိနေသောအယိုးမှဖြူစင်သောမြစ်တာဓာတ်များပေါက်ကွဲထွက်လာပြီးနတ်မင်း၏အမှောင်ခန္ဓာကိုယ်ကိုတဆက်စီစုပ်ဖြေးပစ်လိုက်ပါတော့သည်မဖြစ်နိုင်ဘူးအာနတ်မင်း၏အော်ဟစ်တန်းနှင့်အတူသူသည်အမှောင်ထုထဲသို့ပြန်လေပျော်ဝင်သွားသည်ဒေါ်မြိုင်သည်လည်းစွမ်းအားများပြန်ကန်ထွက်မှုကြောင့်သွေးအံကမြေပြင်ပေါ်လေးကျသွားသည်သို့တော့အချီနီကမပြီးသေးပါနတ်မင်းပျောက်ကွယ်သွားတော့လေအိမ်ကလေးမှာမီးဆွဲလောင်နေပြီဖြစ်ပြီးနှင်းနုလီ၏ဝိညာဉ်သည်အိတ်ထဲကထွက်ကလေထဲတွင်လွင့်မျောနေစေဖြစ်သည်မဖဲဝါညီမလေးကိုကူညီပါအောင်ကြော်စွာအော်ဟစ်လိုက်သည်မဖဲဝါသည်မောဟိုင်နေသောကြားမှနှင်းနုလီ၏ဝိညာဉ်ကိုလိုက်ဖိုင်ရန်ကြိုးစားတော်လေအိမ်အပြင်ဘက်တွင်ဘလူးကြီးကပြန်လေရုပ်ရှိလာပြီးနှင်းနုလီ၏ဝိညာဉ်ကိုပါဆက်ဖြင့်ဝါမြူရန်ဟန်ပြနေပါပြီမီးခိုးလုံးများကြားတွင်ကြော်စွာ၏အသက်ရှူသံများပြင်းထန်နေသည်အိမ်ကလေးမှာတစ်ဖြက်ဖြက်ဖြက်နှင့်ပြိုကျတော့မီအလားတုန်ခါနေပြီးအပြင်ဘက်တွင်တော့ဘလူးကြီး၏ကြီးမားလာသောပါဇက်ကနှင်းနု၏ဖြူစင်သောဝင်းကြီးအလင်းတန်းလေးကိုဟတ်ယူရန်လက်မတင်လေးသာလိုတော့သည်မလုံးနဲ့မဖဲဝါကအားကုန်အော်ဟစ်ရင်ဘလူးကြီးထံသို့လေထဲမှပြန်တန်းကအတင်းဝင်တိုက်လိုက်သည်သို့တော့ထိုတိုက်ခိုက်မှုမှာပြင်းထန်လုံးသဖြင့်မဖဲဝါပခုံးတွင်လွယ်ထားသောဝင်းကြီးအိတ်ကြီး၏ချုပ်ရိုးများပြုတ်ထွက်သွားပါတော့သည်ဝုံအိတ်ကြီးပေါက်ထွက်သွားသည့်အခါအတွင်း၌ပိတ်လောင်ခံထားရသောယာနိချီသည့်ဝင်းကြီးအလင်းတန်းများမှာကောင်းကင်ရန်သို့ပန်းထွက်ကုန်ကြသည်အဖြူရောင်အပြာရောင်အဝါရောင်ဝင်းကြီးပေါင်းစုံတို့သည်အရက်မျက်နှာအနှံ့သို့လွင့်စင်သွားကြသလိုနှင်းနု၏ဝင်းကြီးလေးသည်လည်းထိုအုပ်စုကြားတွင်ရောနောကပျောက်ကွယ်သွားပါတော့သည်
ညီမလေးကျော်စွာသည်မီးတောင်များကြားမှယုံထွက်ကအိမ်ပြင်တို့ခုန်ဆင်းလိုက်သည်ကောင်းကင်တွင်ဝိညာဉ်များစွာပြန်ဝေးနေသည်မှာကျဲတာယာများမြေတို့တက်ဆင်းလာတဲ့ကဲ့သို့ပင်သို့သောထိုအလှတရားနောက်တွင်ကြောက်မက်ဖွယ်ရာအမှန်တရားတစ်ခုရှိနေသည်မဖဲဝါသည်ထိုဝိညာဉ်များကိုအန်ဒီရဲ့ကင်းအောင်ထိန်သိမ်းထားသည့်စောင့်ရှောက်သူဖြစ်တော်လေအခုတော့ထိုဝိညာဉ်အားလုံးသည်မိစ္ဆာများ၏အစာဖြစ်သွားနိုင်သလိုလမ်းမာပြီးနာနာဘာဝများလည်းဖြစ်သွားနိုင်ပါသည်ကျော်စွာဝိညာဉ်ဤအကုန်လွင့်ကုန်ပြီးငါတို့နှင်းနုကိုရှာမဖြစ်မယ်မဖဲဝါကမြေပြင်ပေါ်သို့ဆင်းသက်ရင်ပြောလိုက်သည်ထိုမ၏မျက်နာတွင်စိုးရိမ်ရိမ်များအထင်အရှားမြင်နေရသည်ဖလူးကြီးသည်နှင်းနု၏ဝိညာဉ်ကိုလွဲချော်သွားသဖြင့်ဒေါသတကြီးဖြင့်မြေကြီးကိုလက်သီးနှင့်ထုလိုက်သည်မဖဲဝါဒီဝိညာဉ်ဤအားလုံးကိုငါဒီညအကုန်ဖမ်းစားမယ်ဟုကြုံဝါကလွင့်စင်သွားသောဝိညာဉ်များနောက်သို့လိုက်လီတော့သည်ကျော်စွာနားထောင်ဝိညာဉ်ဤလွတ်သွားတာဟာရွာအတွက်တင်မကဘူးတလောကလုံးအတွက်အန္တရာယ်ပဲအဲ့ဒီအထင်းမှာနှင်းနုလေးပါတယ်ဝိညာဉ်ဤကသူတို့ရဲ့ရုပ်ကလရှိရာကိုပဲသူတို့ပြန်ဖို့စူးစမ်းကြလိမ့်မယ်နှင်းနုကတော့မီးရှိတဲ့နေရာကိုပဲပြန်လာမှာမဖေဝါကလမ်းညွှန်ချက်ပြီးသည်သို့တော့ထိုအချိန်တွင်ထူးဆန်းသောဖြစ်ရပ်တစ်ခုပေါ်ပေါက်လာသည်လွင့်စင်သွားသောဝိညာဉ်အချို့သည်ရွာသားများ၏ကိုယ်တွေသို့အတင်းဝင်ရောက်ရန်စူးစမ်းနေကြသည်တပီးလီနေသောရွာသားများမှာဝိညာဉ်ပူကပ်မှုကြောင့်ထူးဆန်းစွာတွန့်လင်လှုပ်ရှားလာကြသည်မဖဲဝါသူတို့ကိုတခုခုလှုပ်ပေးပါဦးကျော်စွာကတောင်းပန်သည်ငါဝိညာဉ်တွေကိုလိုက်ဖမ်းမှဖြစ်မယ်မင်းကတော့နှင်းနုရဲ့ဝိညာဉ်ကိုပြန်ခေါ်ဖို့ဝိညာဉ်ခေါ်တံကိုတုံးရမယ်မင်းရဲ့သွေးနဲ့ရောထားတဲ့ပရိတ်ချီကိုမြှောက်ပြီးသူမရဲ့နာမည်ကိုအာယုံပြုတ်ပြီးခေါ်စမ်းကျော်စွာသည်မီးလောင်နေသောအိမ်ရှိတွင်ဒူးထောက်လိုက်ပြီးလက်ထဲမှသွေးစွန်းနေသောပရိတ်ချီကိုကောင်းကင်သို့မြှောက်လိုက်သည်နှင်းနုအခုစီပြန်လာခဲ့ပါညီမလေးကောင်းကင်ရန်ရှိဝိညာဉ်အုပ်စုကြားမှအလင်းဆက်လေးတစ်ခုသည်တုန်ခါသွားပြီးကြော်စွာရှိရာသို့ဦးတည်ပြန်တန်းလာသည်သို့သောထိုအလင်းဆက်လေး၏နောက်ွယ်တွင်တော့အနက်ရောင်အရေးတစ်ခုကထက်ချက်မကွာလိုက်ပါလာနေသည်အဲ့ဒါဟာဘလူးကြီးမဟုတ်ပါဘူးအဲ့ဒါဟာဒေါ်မြိုင်ရဲ့ဝိညာဉ်ထွက်ပြီးကြော်စွာညီမလေးကိုအဖော်အဖြစ်ဆွဲခေါ်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်ကောင်းမြင်ရန်ထက်မှလွင့်ပြန်နေတဲ့ဝိညာဉ်ရာပေါင်းများစွာဟာကျဲစင်းတွေမြေခသလိုဝင်းလက်နေပေမဲ့ကြော်စွာမျက်လုံးကတော့သူ့စီကိုဦးတီလာနေတဲ့အလင်းဆက်လေးတစ်ခုစီမှာပဲရှိနေပါတယ်။နှင်းနုအခုစီလာခဲ့ကြော်စွာအော်ဟစ်လိုက်တဲ့ကြောင့်အလင်းဆက်လေးဟာပိုပြီးအရှိန်ပြင်းပြင်းနဲ့ဆင်းသက်လာပါတယ်။ဒါပေမဲ့အလင်းဆက်လေးရဲ့နောက်ကပ်လျက်မှာပင်အနက်ရောင်အခိုးငွေတွေနဲ့ဒေါ်မြန်ရဲ့ဝိညာဉ်ဟာလိုက်ပါလာပါတယ်။ဒေါ်မြန်ရဲ့ရုပ်ခန္ဓာဟာမြေပြင်ပေါ်မှာလေးကျနေပေမဲ့သူမရဲ့အာဃာတတွေကဝိညာဉ်အဖြစ်ပြောင်းလဲပြီးနှင်းနုကိုအဖော်အဖြစ်ဆွဲခေါ်ဖို့ကြိုးစားနေတာပါ။မဖဲဝါကူညီပါဦးကြော်စွာအော်လိုက်ပါတယ်။မဖဲဝါဟာလေထဲကိုခုန်တက်လိုက်ပြီးသူမရဲ့စပင်ရှည်ကြီးတွေကိုပိုက်ကွန်တစ်ခုလိုဖြန့်လိုက်ပါတယ်။ဒေါ်မြိုင်မင်းရဲ့လောဘကတီးပြီးတာတော့မဆုံးနိုင်သေးဘူးလား။မဖဲဝါကဒေါ်မြိုင်ရဲ့အမှောင်ဝိညာဉ်ကိုကြားဖြတ်ဟန်တားလိုက်ချိန်မှာပဲကြော်စွာလက်ထဲကပရိတ်ချီစီကိုနှင်းနုရဲ့ဝိညာဉ်လေးရောက်ရှိလာပါတယ်။ဒါပေမဲ့ဝိညာဉ်လေးကကြောက်လန့်နေတာကြောင့်ကြော်စွာလက်ထဲမှာတုံရီနေပြီးခန္ဓာကိုယ်ထဲကိုမဝင်နိုင်ပေဖြစ်နေပါတယ်။နှင်းနုမကြောက်နဲ့အကိုရှိတယ်။ကြော်စွာကချောမော့ပြောဆိုနေတော့ပါပဲ။တုတ်တန်ဘက်ကနေမြေဟေးတန်ကြီးထွက်ပေါ်လာပါတယ်။အိတ်ထဲကနေလွတ်သွားတဲ့ဝိညာဉ်တွေထဲမှာမကောင်းတဲ့အမှောင်ဝိညာဉ်တွေကရွာထဲကတရိတ်ဆန်တွေအပင်တွေထဲကိုပူးကပ်ဝင်ရောက်ကုန်ကြပါတယ်။ရွာလမ်းမထက်မှာရှိနေတဲ့ခွေးတွေဟာမျက်လုံးတွေနီးရဲလာပြီးကြော်စွာစီကိုဝိုင်းလာကြပါတယ်။ကြော်စွာမီးညမကိုခေါ်ပြီးရွာပြင်ကဇရက်ဟောင်းစီပြေးတော့အဲ့ဒီမှာငါတို့ဆက်လန်းဖြတ်ရမယ်။မဖဲဝါကဒေါ်မြိုင်ကိုတိုက်ခိုက်ရင်အော်ပြောလိုက်ပါတယ်။ကြောစွာဟာနှင်းနုရဲ့ဝိညာဉ်လေးကိုပရိတ်ချီနဲ့ရစ်ပတ်ကရင်ကိုနဲ့ထည့်ပြီးရွာပြင်ကိုအစွမ်းကုန်ပြေးရပါတော့တယ်
လမ်းမှာဒေါ်မြန်ရဲ့စီးကိုင်းမှုကြောင့်ပရလောကသားတွေကခြေထောက်ကနေဆွေးတာလမ်းမအောင်လှုပ်တာတွေကိုကြော်စွာဟာစိတ်တက်ကြန့်ခိုင်မှုနဲ့ကြော်ဖြတ်ခဲ့ပါတယ်။ဇရက်ဟောင်းစီရောက်တဲ့အခါမှာတော့ဦးပင်းစင်ဝိစာရာကအောက်လမ်းပညာပိတ်ပင်မှုကနေလွတ်မြောက်လာပြီးကြော်စွာကိုစောင့်နေတာကိုတွေ့လိုက်ရပါတယ်။ကြော်စွာအချိန်မရှိတော့ဘူး။မိုးမလင်းခင်မဖဲဝါရဲ့အယိုးကိုဒီနေရာမှာမြုပ်ပြီးကျင်းစာကိုအပြီးဖြတ်ရမယ်။ဒါမှဝိညာဉ်တွေအားလုံးငြိမ်ချမ်းပြီးနှင်းနုလေးလူပြန်ဖြစ်မှာ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဇရက်အမိုးပေါ်ကနေဘလူးကြီးခုန်ဆင်းလာပြီးဇရက်ကိုတစစီဖြက်စီးပစ်ပါတော့တယ်။ဘလူးကြီးရဲ့နှောက်မှာတော့ဒဏ်ရာအပြည့်နဲ့မဖဲဝါရောက်လာပါတယ်။ကြော်စွာဒါငါတို့ရဲ့နောက်ဆုံးတိုက်ပွဲပဲ။ဇရက်ဟောင်းကြီးအတွင်းမှာအခြေအနေတွေကတင်းမာနေပါတယ်။ဘလူးကြီးရဲ့ခြေလန်းတိုင်းကြောင့်ဇရက်အမိုးကအုတ်ကျပြားတွေတဖြုံဖြုံပြုတ်ကျနေပြီးမဖဲဝါကတော့သူမရဲ့နောက်ဆုံးစွမ်းအားကိုစုစည်းကအကာအကွယ်အတားအဆီးတစ်ခုလှုပ်ထားရပါတယ်။ကြော်စွာငါ့ကိုတိတ်ချနားထောင်မဖဲဝါရဲ့အတန်ကအားနေနေပြီမဲ့ပြတ်သားနေပါတယ်။မင်းတို့ရွာသားတွေဟာငါ့ကိုနှစ်ပေါင်းများစွာမိစ္ဆာတကောင်လိုကြောက်ရွံ့ပြီးမုန်းတီးခဲ့ကြတယ်။ဒါပေမဲ့ငါဘာလို့ဒီတုတ်တန်မှာနှစ်ပေါင်း100ကျော်ရှိနေခဲ့ရလဲဆိုတာမင်းသိလားကြော်စွာမျက်လုံးအစုံကမဖဲဝါစီမှာပဲရှိနေပါလေငါဟာအရင်ကဒီရွာရဲ့မြေပိုင်ရှင်တတိသမီးမဖဲပါငါကိုတတ်ခဲ့တာကရွာသားတွေမဟုတ်ဘူးအခုဒေါ်မြိုင်တို့ရဲ့ဘိုးဘီးဖြစ်တဲ့အောက်လန်းစရာတွေပဲသူတို့ကငါရဲ့ပိုင်ဆိုင်မှုတွေကိုလိုချင်လို့ငါကိုအရှင်လက်လက်မြေမြုပ်ပြီးဒီဘလူးကြီးကိုကျွေးခဲ့တာငါဟာအာကာတာကြောင့်တုတ်တန်ဆောင်ဖြစ်လာခဲ့ရပြီမေငါရဲ့တကယ်တမ်းတာဝန်ကဒီဘလူးကြီးရွာသေးကိုကျူးကျော်ပြီးဝိညာဉ်တွေကိုဝါမျိုးမသွားအောင်တားဆီးနေခဲ့တာပဲဒီစကားကိုကြားလိုက်ရတဲ့အခါကြော်စွာရောရွာသူကြီးဥပထွန်းပါစွန့်အသွားကြပါတယ်ရွာသားတွေဟာမိမိတို့ကိုစောင့်ရှောက်နေတဲ့သူကိုမှရန်သူလို့ထင်ခဲ့ကြတာပါဒါဆိုဒေါ်မြိုင်ကအခုဘာလို့ဒါတွေလုပ်နေတာလဲကြော်စွာကမေးလိုက်ပါတယ်သူကသူ့ဖိုးဘေးတွေရဲ့အမားကိုစက်ခံပြီးဒီဘလူးကြီးကိုလွတ်မြောက်အောင်လုပ်ပေးကျင်နေတာဘလူးလွတ်လာရင်သူကဒီနေတစ်ခွင်လုံးကိုအမှောင်တုနဲ့အုပ်ချုပ်လို့ရမယ်လို့ထင်နေတာပဲထို့စဉ်ဘလူးကြီးကဇရက်တိုင်ကြီးတစ်ခုကိုရိုက်ချလိုက်ရာဇရက်ကြီးတစ်ချမ်းစောင်းသွားပါတယ်မဖဲဝါရဲ့အကာအကွယ်အလင်းတန်းတွေမှိမှိန်သွားပါပြီမိုးလင်းဖို့အချိန်သိမ့်မကြံတော့ဘူးကြော်စွာငါရဲ့အယိုးကိုဒီဇရက်အောက်မှာအခုချက်ချင်းမြုပ်လိုက်ရင်ငါရဲ့ကျိန်စာပြေးပြီးငါလွတ်မြောက်သွားနိုင်မယ်ဒါပေမဲ့ငါထွက်သွားတာနဲ့ဒီဘလူးကိုတားမဲ့သူရှိတော့မှမဟုတ်ဘူးဒီညောင်ပင်သားရွာဟာဒီညမှာဒီမြေပုံပြောက်သွားလိမ့်မယ်မဖဲဝါကကြော်စွာကိုစိုက်ကြည့်လိုက်ပါတယ်မင်းမရွေးချယ်စရာ2ခုရှိတယ်တစ်ခုကငါ့ကိုလွတ်မြောက်အောင်လုပ်ပြီးရွာကိုစတေးမလားဒါမှမဟုတ်မင်းရဲ့အသက်သက်တမ်းတဝက်ကိုငါစီလွှဲပြောင်းပေးပြီးငါကိုအလင်းစွမ်းအားအဖြစ်ပြောင်းလဲပေးမလားငါမှာအလင်းစွမ်းအားရှိမှသာဒီဘလူးကိုအပီးတိုင်နှိမ်နှင်းနိုင်မှာကြော်စွာဟာညမလေးနှင်းနုရဲ့ဖြူစင်တဲ့မျက်နှာလေးကိုတစ်ချက်ကြည့်လိုက်ပါတယ်ပြီးတော့ရွာသူကြီးနဲ့ဦးလီဖူးထောင်တို့ကိုကြည့်ပါတယ်သူ့ရဲ့ကိုကြိုးတစ်ခုတည်းအတွက်နဲ့ရွာသားတွေကိုအသိမခံနိုင်ပါဘူးကျွန်တော်သဘောတူပါတယ်ကျွန်တော်အသက်ကိုယူပြီးညမလေးနဲ့ရွာသားတွေကိုကေပြီးပါမဖဲဝါကြော်စွာရဲ့ပြက်သားတဲ့ဆုံးဖြတ်ချက်ကြောင့်မဖဲဝါရဲ့မျက်လုံးထဲမှာမျက်ရည်စာတွေဝေးတက်လာပါတယ်သူမဟာနှစ်ပေါင်းများစွာအတွင်းမှာပထမဆုံးအချိန်ဖြစ်လူသားတယောက်တဲ့မေတ္တာတရားကိုခံစားလိုက်ရတာပါမင်းရဲ့ဆုံးဖြတ်ချက်အတွက်ငါကုန်းယူပါတယ်လူသားမဖဲဝါကကြော်စွာကိုကြည့်ပြီးတိုးညင်းစွာပြောလိုက်ပါတယ်ထိုအချိန်မှာပဲဘလူးကြီးကဇရက်ဟောင်းကြီးရဲ့အမိုးကိုအပီးတိုင်ခွာချလိုက်ပြီးသူ့ရဲ့ကြီးမားလာတဲ့လက်ဝါးကြီးနဲ့ကြော်စွာတို့ရှိရာကိုရိုက်ချဖို့ပြင်လိုက်ပါတယ်အခုပဲစရအောင်ဦးပင်းစင်းဝိစာရကပရိတ်ရီတွေကိုကြော်စွာနဲ့မဖဲဝါတို့ရဲ့ကြားမှာဖြန်းပတ်လိုက်ပြီးရှီဟောင်းကာထာတို့ကိုအတန်အနှိမ့်အမြင့်နဲ့ရွတ်ဆိုပါတော့တယ်ကြော်စွာဟာမဖဲဝါရဲ့လက်အီးကြီးကိုတင်းတင်းဆုပ်ကိုင်းလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲ
ကြော်စွာရဲ့ရင်ပတ်ထိကနေနှွေးထွေးတဲ့ရွှေရောင်အလင်းတန်းတွေစီးထွက်လာပြီးမဖေးဝါရဲ့လက်ချောင်းတွေကတဆင့်သူမရဲ့ခန္ဓာကိုယ်ထိကိုပြန့်နှံ့သွားပါတယ်။ကြော်စွာမျက်လုံးတွေပြဝေလာပြီးအာအင်းတီတဖြည်းဖြည်းစုပ်ယူလာတယ်လို့ခံစားရပြီးမြသူ့စိတ်ထဲမှာတော့ကြည်လီနေပါတယ်။ဝုံဘလူးကြီးရဲ့လက်ဝါးကြီးကဇရက်ချမ်းပြင်ပေါ်ကိုကြားရောက်လာတဲ့ခဏမှာပဲမဖဲဝါရဲ့ခန္ဓာကိုယ်ကနေစူးရှတောက်ပလွန်းတဲ့အလင်းတန်းတွေပေါက်ကွဲထွက်လာပါတယ်။ဘလူးကြီးဟာအလင်းတန်းကြောင့်နောက်ကိုလွင့်ဆင်သွားပြီးနှာကျင်စွာဥဟောက်ပါတော့တယ်။အခုချိန်မှာတော့မဖဲဝါဟာအရင်ကလိုဖြူဖြောက်ဖြောက်ဝိညာဉ်မကောင်မဟုတ်တော့ပါဘူး။သူမရဲ့စပင်တွေဟာရွှေရောင်အစင်းရှိလာပြီးဝစ်စုံဖြူဖြူဟာလည်းနတ်မိမယ်တပားရဲ့အဝတ်တန်စာတွေလိုဝင်းလက်နေပါတယ်။သူမရဲ့လက်ထဲမှာတော့အလင်းစွမ်းအားနဲ့ဖွဲ့စည်းထားတဲ့ဓမ္မစကြာလှုပ်ကွင်းတစ်ခုပေါ်လာပါတယ်။အမှောင်ထူးရဲ့သားကောင်မင်းရဲ့တက်တန်းကုန်ပြီ။မဖဲဝါဟာလေထဲကိုပေါ်ပါစွာခုန်တက်လိုက်ပြီးဘလူးကြီးကိုအလင်းလှုပ်ကွင်းနဲ့ပစ်ခတ်လိုက်ပါတယ်။ဘလူးကြီးဟာရုန်းကန်ပေမဲ့မဖဲဝါရဲ့အသစ်ဆက်ဆက်စွမ်းအားတွေကိုမရှင်နိုင်တော့ပါဘူး။တစ်ဖက်မှာလေဒေါ်မြိုင်ရဲ့ဝိညာဉ်ဟာဘလူးကြီးကိုကူညီဖို့ကြိုးစားပေမဲ့မဖဲဝါရဲ့အရှိန်အဝါကြောင့်အနားကိုတောင်မကတ်နိုင်ပဲတဖြည်းဖြည်းအည်ပြော့ပြက်စီးသွားပါတော့တယ်။သွားတော့မင်းတို့လာရငရဲပုံကိုပြန်သွားကြတော့မဖဲဝါကလက်နှစ်ဖက်ကိုမြှောက်လိုက်တဲ့အခါဇရက်ရှိကမြေပြင်ဟာအက်ကွဲသွားပြီးအောက်ကနေအနီရောင်မီးတောက်တွေထွက်ပေါ်လာပါတယ်။ဘလူးကြီးဟာထိုမြေတွင်းတဲကိုဆွဲချခြင်းခံလိုက်ရပြီးနောက်ဆုံးမှာတော့တုတ်တန်တစ်ခုလုံးပြန်လေတိတ်ဆိတ်သွားပါတော့တယ်။တိုက်ပွဲအပြီးမှာမဖဲဝါဟာမြေပြင်ပေါ်ကိုဖြင်းညင်းစွာဆင်းသက်လာပါတယ်။သူမရဲ့ပုံတံကတဖြည်းဖြည်းမီးမိန်လာနေပါပြီ။ကြောစွာကတော့မြေပြင်ပေါ်မှာမောဟိုက်စွာလဲလျောင်းနေရင်ကနေပြုံးပြီးကြည့်နေပါတယ်။ကြောစွာမင်းရဲ့စတီးမှုကရွာကိုတင်မကဘူးငါ့ကိုပါကဲ့တင်ခဲ့တာပါ။မိုးလင်းတော့မယ်ငါတို့လမ်းခွဲရမယ့်အချိန်ရောက်ပြီ။မဖဲဝါရဲ့ကိုယ်ထဲကနေအလင်းဆက်လေးတွေထွက်ပေါ်လာပြီးနှင်းနူလီရဲ့နဖူးပေါ်ကိုတတ်ဆင်းသွားပါတယ်။နှင်းနူလီဟာအသက်ရှူတန်းတွေမှန်လာပြီးပါးပြင်လေးတွေသွေးရောင်လွှမ်းလာပါတယ်။အရှိဘက်ကဘာအစောမှာအရုံဦးရဲ့ရွှေရောင်အလင်းတန်းလေးတွေကတောင်တန်းတွေကိုကြော်ဖြတ်ပြီးညောင်ပင်သာရွာကလေးစီကိုဖြည်းဖြည်းချင်းတက်ဆင်းလာပါပြီ။ညင်းနဲ့တခေါင်ကကြောက်မက်ဖွယ်ကောင်းတဲ့အော်ဟစ်တန်တွေမှောင်မိုက်တဲ့အငွေအသက်တွေဟာနေရောင်အောက်မှာနှင်းဖွင့်တွေလိုပဲပျောက်ကွယ်သွားကြပါတယ်။ဇေယျဟောင်ကြီးရဲ့ပျက်စီးနေတဲ့အမိုးအောက်မှာကြော်စွာဟာအားအင်ကုန်ခန်းစွာနဲ့လဲလျောင်းနေပါတယ်။သူ့ရဲ့စပင်းအချို့ဟာဖြူစပြူနေပြီးမျက်နှာမှာလည်းအရင်ကထက်ရင်းကျက်တဲ့အရေးအကြောင်အချို့ထင်ကျန်ရစ်ခဲ့ပါတယ်။ဒါဟာသူ့ရဲ့တက်တန်းတစ်ဝက်ကိုစတီးခဲ့ရတဲ့အဖိုးအခါပါပဲ။အခုကြီးတိုးညင်းပြီးချို့သားတဲ့ခေါ်တန်လေးကြောင့်ကြော်စွာမျက်လုံးတွေကိုအားယူပြီးဖွင့်ကြည့်လိုက်ပါတယ်။သူ့ရှေ့မှာနှင်းနူလေးဟာပါးပြင်လေးတွေသွေးရောင်လွှမ်းပြီးကျန်းကျန်းမာမာနဲ့ထိုင်နေတာကိုမြင်လိုက်ရပါတယ်။သူမရဲ့မျက်လုံးလေးတွေကကြည်လင်းနေပြီးဘာပြီးအန်ဒီရဲ့မှမရှိတော့ဘူးဆိုတာပြသနေပါတယ်။နှင်းနူညမလေးကြော်စွာကတုံရီနေတဲ့လက်တွေနဲ့နှင်းနူကိုဆွဲဖက်လိုက်ပါတယ်။ဒါဟာသူ့အသက်ရှင်နေရခြင်းရဲ့အတိပေးပါပဲ။ထိုအချိန်မှာပဲသူတို့နှစ်ယောက်ရဲ့ရှေ့မှာတောက်ပလှတဲ့အလင်းတိုင်ကြီးတစ်ခုပေါ်လာပါတယ်။အလင်းထဲကနေထွက်ပေါ်လာသူကတော့လှပလွန်းတဲ့အမျိုးသမီးတဦးပါ။သူမဟာအရင်ကလိုသပင်ဖားရနဲ့တုတ်တန်ဆောင်မဟုတ်တော့ပါဘူး။ဖြူစင်တဲ့ဝတ်စုံနဲ့နတ်မိမယ်တပားလို့တင့်တယ်နေတဲ့မဖဲဝါပါပဲ။ကြော်စွာမင်းရဲ့မေတ္တာတရားကငါရဲ့နှစ်ပေါင်းများစွာကအာဃာတတွေကိုစီးကြောပေးခဲ့ပြီ။အခုငါမှဘာတွေ့တာမှမရှိတော့ဘူး။မဖဲဝါကပြုံးပြီးပြောလိုက်ပါတယ်။သူမရဲ့အပြုံးကနှွေးထွေးလွန်လာပါတယ်။မဖဲဝါကျွန်တော်တို့ကိုကူညီခဲ့တာကျေးဇူးတင်ပါတယ်။ကြော်စွာကရှစ်ခိုးကာရဝပြူရင်ပြောပါတယ်။ကျေးဇူးတင်ရမှာကငါပါ။မင်းကြောင့်ငါလေးလွတ်မြောက်ခွင့်ရခဲ့ပြီ။ကြော်စွာမင်းစတီးခဲ့တဲ့တက်တန်အတွက်မပူပါနဲ့။မင်းရဲ့စေတနာကြောင့်မင်းရဲ့ကြံရှိတဲ့ဘဝဟာအေးချမ်းသာယာမှုတွေနဲ့ပြည့်စုံနေမှာပါ။ပြီးတော့ငါတီရွာကလေးကိုအမြဲတမ်းစောင့်ရှောက်နေပါမယ်။မဖဲဝါဟာသူမရဲ့လက်ကိုမြောက်ပြီး
ကြော်စွာနှင့်နှီးနှူတို့ကိုအလင်းဆက်လေးတွေနဲ့ဖြန့်ပတ်လိုက်ပါတယ်။ထို့နောက်သူမရဲ့ပုံသဏ္ဍာန်ဟာတဖြည်းဖြည်းလေထဲကိုပြန်တက်သွားပြီးကောင်းကင်ယံမှာအလင်းတန်းတစ်ခုအဖြစ်ပျောက်ကွယ်သွားပါတော့တယ်။ရွာတကြီးဥပထွန်းနဲ့ရွာသားတွေဟာလည်းဇေယျဟောင်းစီကိုရောက်လာကြပါတယ်။သူတို့အားလုံးဟာဒေါ်မြိုင်ရဲ့ပြူစားမှုကနေလွတ်မြောက်သွားကြပြီဖြစ်တယ်လို့အမှန်တရားကိုလည်းသိရှိသွားကြပါပြီ။သူတို့ဟာကြော်စွာကိုဝိုင်းဝန်းကူညီကြပြီးမဖဲဝါအတွက်ရည်စူးကတုတ်တန်ဟောင်းနေရမှာဇေဒီတဆူတီထားကိုးကွယ်ခဲ့ကြပါတယ်။နှစ်အနှင်းငယ်ကြပြီးနောက်ညောင်မင်းသားရွာလေးဟာအရင်ကထက်ပိုမိုစီကားပြီးအေးချမ်းလာပါတယ်။ကျော်စွာဟာကျမ်းမာရေးပြန်ကောင်းလာပြီးနှင်းနုလေးကလည်းအရွယ်ရောက်လာကပညာရီသင်ကြားနေပါတယ်။ညစဉ်ညံ့ဦးရန်ရောက်တိုင်းရွာသားတွေဟာတုတ်တန်ဘက်ကနေလွင့်ပြန်လာတတ်တဲ့ตาရတဲ့ပန်းနှံ့တာနှံ့လေးတွေကိုရရှိတတ်ကြပါတယ်။ရွာသားတွေကတော့သိကြပါတယ်။အဲ့ဒါဟာသူတို့ကိုအမြဲစောင့်ရှောက်နေတဲ့ရွာဆောင်နှံ့မဖဲဝါရှိနေတယ်ဆိုတဲ့အမှတ်သားပဲဖြစ်ပါတော့တယ်။ပုံမြင်လေးကတော့ဒါပါပဲရှင်။ကြည့်ရှုသူပရိသတ်အပေါင်းတို့နောက်ဗီဒီယိုအသစ်တွေမလွတ်ရအောင် Story Topics Channel လေးကို Subscribe လေးလုပ်ထားကြဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။